ဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းနိုင်ပြီလို့ပြောပြလာတဲ့စစ်နိုင်တရားကိုပြည်သက်များအားလုံးပဲမင်္ဂလာပါရှင်။အခုဆိုရင်တရုတ်ဆောင်တရားကတော့အနုပြလုပ်တွေမှာအမျိုးမျိုးတွေကိုရရှိနေပြီးစစ်နိုင်တရားကတော့အနုပြလုပ်တွေမှာရောဖခင်ကောင်းတရားပြီးသားအောင်ကြိုးစားနေပါတယ်။စစ်နိုင်တရားကတော့အခုဆိုရင်ကျညာလေးတွေကိုစက်တိုက်ရိုက်ကူပေးနေရပြီးပွဲရီကိုလည်းမကြာခဏဆိုသလိုတရားပေးနေတာပါ။ဒီကနေ့မှာတော့စစ်နိုင်တရားကဒုဝဒနာပါရအနုပြလုပ်တွေနဲ့ပတ်သက်ပြီးဖခင်ဖြစ်သူရဲ့ခြေရာကိုနင်းနိုင်နေပြီလို့ဆိုပါတယ်။အကြောင်းတွေနဲ့ပတ်သက်ပြီးစစ်နိုင်တရားကအခုလိုပဲပြောပြလာခဲ့ပါတယ်။စစ်နိုင်တရားကကျွန်တော်တို့ကိုဝဒနာပါတဲ့နုပြလို့တွေကိုအကောင်းဆုံးစူးစမ်းနေပါတယ်။အဖေဖြစ်သူရဲ့အခြေအကိုနင်းနိုင်နေပြီလို့ပြောလို့ရတာပေါ့နော်။ကျွန်တော်ကတော့အဖေလိုပြိသက်ကြိုက်တဲ့စူပါမင်းသားပဲဖြစ်ချင်တယ်။တဘာဝကြတဲ့ item တွေနဲ့ပေါ့။ရုပ်ပိုင်းတဲ့ item ပိုင်းကိုပို့ပြီးဦးစားပေးသွားမယ်။တဘာဝကြတဲ့မင်းသားပဲဖြစ်ချင်ပါတယ်ဆိုပြီးဒီဥစ္စာကိုစစ်နိုင်တရားကပြောပြလာခဲ့ပါတယ်။အခုဆိုရင်တရုတ်ဆောင်တရားကတော့အနုပြလို့တွေမှာအမိမှုတွေကိုရရှိနေပြီဖြစ်ပြီးစစ်နိုင်တရားကတော့အနုပြလို့တွေမှာရောဖခင်ကောင်းတရားပြီးသားအောင်ကြိုးစားနေပါတယ်။စစ်နိုင်တရားကတော့အခုဆိုရင်ချညာလေးတွေကိုစက်တက်ရိုက်ကူပေးနေရပြီးမကြာမီမှာလည်းရုပ်ရှင်စကားကြီးတွေရိုက်ကူလာတော့မယ်လို့သိရပါတယ်။အခုဆိုရင်စစ်နိုင်တရားကအနုပြလို့တွေမှာဖခင်ဖြစ်သူလို့ပြည်သူတွေရဲ့အားပေးလက်ခံမှုရရှိအောင်ကြိုးစားနေပြီဖြစ်တယ်လို့ပြည်သူတွေကလည်းစစ်နိုင်တရားကိုအရင်ကတည်းအားပေးဝင်ရပေးလာနေကြပြီဖြစ်ပါတယ်။ပြည်သူတွေကတော့အခုဆိုရင်ကျညာလေးတွေဇလန်းတိုလေးတွေမှာစက်တိုက်ဆိုသလိုရိုက်ကူပေးလာနေရပြီဖြစ်တဲ့စစ်နိုင်တရားကိုအနုပြလို့တွေမှာဖခင်ဖြစ်သူရဲ့ခြေရာကိုလင်းသွားနိုင်မလားဆိုပြီးတော့လေပြည်သူတွေကစောင့်ကြည့်နေကြပါတယ်။အခုလက်ရှိမှာတော့စစ်နိုင်တရားကသူရဲ့တရုတ်ဆောင်ချက်တွေနဲ့အလုံးရဲ့သဘောကျအားပေးမှုတွေကိုခံနေရပြီးလုပ်ငန်းရှင်တွေရဲ့ကျညာရိုက်ကူရဲ့အတွက်တွေမှာလည်းကန်လန်းခံထားပြီးဖြစ်ပါတယ်။အခုလက်ရှိမှာတော့စစ်နိုင်တရားကသူရရှိတဲ့အမှုပညာခြေတွေကိုတကယ်လိုအပ်နေတဲ့နေရာလူတွေမှာလူတန်းပေးနေလျက်ရှိပြီးနောက်ထပ်လည်းဆက်ပြီးကုညထောက်ပံ့ပေးသွားအောင်မှာဖြစ်ပါတယ်။မကြာသေးမီကလည်းစစ်နိုင်တရားကတမီလေးအတွက်သူရရှိထားတဲ့အမှုပညာခြေတွေကနေအလူလေးတစ်ခုပြုလုပ်ပေးတာကိုတွေ့ရပါတယ်။ပြည်သူတွေကတော့အခုလိုလူတန်းထောက်ပံ့မှုတွေနဲ့တွေ့မြင်နေရတဲ့အပေါ်မှာလည်းအားပေးဆုတောင်းပေးနေကြပါတယ်။အခုဆိုရင်အနုပညာနေပိမှာအကောင်းဆုံးစူးစမ်းနေတဲ့တရုတ်ဆောင်စစ်နိုင်တရားဟုတ်ကတော့အခုဆိုရင်သူရဲ့စူးစမ်းမှုတွေနဲ့အတူအောင်မြင်မှုတွေရရှိနေပြီဖြစ်ပြီးနေရာတစ်ခုအကျအခိုင်မာရပ်တည်နေပြီဖြစ်ပါတယ်။ပြည်သူတွေကတော့တရုတ်ဆောင်စစ်နိုင်တရားရဲ့ item ပိုင်းတရုတ်ဆောင်ချက်တွေကိုသဘောကျနေကြပြီးစစ်နိုင်တရားရဲ့ပြည်ပြန်လွန်တဲ့တရုတ်ဆောင်ချက်တွေအကြောင်းဝိုင်းပြီးတော့ချီကျူးပြောဆိုနေကြပါတယ်။အခုဆိုရင်အနုပြလို့တွေမှာအကောင်းဆုံးစူးစမ်းနေတဲ့စစ်နိုင်တရားဦးကတော့သူအနေနဲ့နေရာအခုထိအခိုင်အမာရပ်တည်လာနိုင်အောင်စူးစမ်းရတာကမလွယ်ဘူးလို့ဆိုပါတယ်။အကြောင်းတွေနဲ့ပတ်သက်ပြီးစစ်နိုင်တရားကခုလိုပဲပြောပြလာခဲ့ပါတယ်။စစ်နိုင်တရားကနေရာကိုထိရက်တည်အောင်မြင်နိုင်အောင်စူးစမ်းရတာကတကယ်ကိုမလွယ်ပါဘူး။ကျွန်တော်တို့အရင်ကခက်ခဲရတဲ့အချိန်တွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့ကျွန်တော်ကတော့ဒီလိုအချိန်တွေမျိုးကနေအကောင်းဆုံးစူးစမ်းလာနိုင်ခဲ့ပါတယ်။ဘယ်ရောက်မဆိုလွယ်နေတော့မရဘူးပေါ့။ပြည်သူရဲ့လက်ခံမှုကလည်းလူတည်ရလေ။ကျွန်တော်တို့အဖေလိုနာမည်တစ်လုံးနဲ့အောင်မြင်မှုတွေရရှိလာအောင်ပြည်သူရဲ့လက်ခံအားပေးမှုရရှိလာအောင်အကောင်းဆုံးစူးစမ်းသွားမှာပါဆိုပြီးတရုတ်ဆောင်စစ်နိုင်တရားကပြောပြလာခဲ့ပါတယ်။